ဆင်းရဲတင်းလို့ဆင်းရဲတတ်သူအဖေပြောဖူးတယ်တချို့လူတွေကဆင်းရဲတင်းလို့ကိုဆင်းရဲနေတာအစပိုင်းကကျွန်တော်အဲ့ဒီစကားကိုနားမလည်ဘူးဗျဘယ်လိုမျိုးဆင်းရဲတင်းလို့ဆင်းရဲနေတာလဲပေါ့ဘယ်လိုလူတွေကဆင်းရဲတင်းနေလို့လဲပေါ့အဲ့ဒီစကားကကိုယ်တိုင်ကြုံမှပဲနားလည်ခဲ့တာကျွန်တော်အရင်ကစီးပွားရေးတွေလုပ်တော့အစဉ်ပြေတယ်ပဲပြောရမယ်ဘာအကောင့်ထဲတိန်းထောင်ကနန်းရှိခဲ့ဘူးတာပေါ့ငွေလေးပါလေးရှိလာတော့လိုအပ်မှန်းမသိမလိုအပ်မှန်းမသိရှောက်ဝယ်တဲ့ဇလန်းကစတော့တာပဲဟိုနဖစ်လေးစစီးတယ်တိတ်မကြသေးဘူးလက်မှရထားတဲ့ဝစ်လေးတစ်စီးလာလို့ဆိုပြီးဟိုနဖစ်ကိုအရှုံးခံရောက်ပြီးဝစ်ကိုဝယ်ပြန်ရောဝစ်စီးတာမကြသေးဘူးလူများတွေကမြတ်နေထားခြင်းနဲ့အနာဖက်လောက်တော့စီးတင်နေပြီစီဖိုးလဲတက်နိုင်တာပဲပါညာပြောတာနဲ့ဝစ်ကိုပြန်ရောင်းတော့ထပ်ရှုံးတယ်အလာဖက်ထပ်ဝယ်တော့ငွေကထပ်လိုက်ရပြန်ရောငွေကတဆဆနဲ့ရှုံးနေတာကိုတတိမထားမိတာအဲ့ဒါလည်းအမရသေးဘူးဖိုက်ကရွှေလုံးရှေ့ရောက်တော့ဖိုက်ကြီးလိုချင်ပြန်ရောအကောင့်ထဲကငွေရှိတာပဲလေဆိုပြီးထပ်ဝယ်လိုက်ပြန်ရောကိုယ်ဝင်ငွေထက်ထွက်ငွေတွေကများနေတာကိုတတိမထားမိပဲကိုယ့်ရဲ့လိုချင်စိတ်ကိုမထိန်နိုင်ခဲ့တာဗျရှော့ပင်းစင်တာတစ်ခါတွားရင်လိုတာရောမလိုတာရောဝယ်တစ်ခါရှင်းရင်2သိန်း3သိန်းကားတွေဝယ်နေတဲ့တူတွေရှော့ပင်းစင်တာတွားတဲ့လူတွေကိုမနေတယ်လို့ပြောတာမဟုတ်ဘူးနော်ကိုယ့်အကိုဝင်ငွေနဲ့ထွက်ငွေမမျှတာဘူးတတိမထားခဲ့မိခြင်းကိုဥပမာနဲ့ပြောပြတာပါဒီလိုနဲ့တဘာဝပေးကြောင့်လုပ်ငန်းတွေရှုံးပြီးဝင်တဲ့ငွေရက်တွားတဲ့အချိန်မှတောင်အတော့အဖြုံးကတော့မရက်နိုင်သေးဘူးဘယ်အချိန်မှရက်လဲဆိုတော့မွဲတွားမှရက်တာဝင်ငွေနဲ့ထွက်ငွေမမျှတရင်လည်းဆင်းရဲတဲ့လူစင်းထဲထိတ်ဆုံးကပါနေပြီဗျငွေရှာဖို့အရေးကြီးပေမဲ့ရှာလာတဲ့ငွေကိုထိမ့်သိမ့်တတ်ဖို့ကပိုပြီးအရေးကြီးပါတယ်ရှာတာတစ်လ10သိန်းကို10သိန်းလုံးတုံးမပစ်တင်ဘူးဆိုတာလူတိုင်းသိပေမဲ့လိုက်နာဖို့ကြတော့ခက်ခဲတယ်10သိန်းဝင်လို့9သိန်းတုံးပြီး9သိန်းစုနိုင်တော့အကောင်းဆုံးပေါ့အခုဒီစာဖတ်နေတဲ့တူတွေကိုလည်းကျွန်တော်ပြောချင်တယ်ဝင်ငွေတွေကိုအကုန်မတုံးပါနဲ့မလိုအပ်တာတွေမတိတ်မဝယ်ပါနဲ့နောက်ပိုင်းဆိုငွေရှာရဖို့ခက်တော့မှာပါငွေစုပါစုလာတဲ့ငွေကိုရင်းနှီးမြှုပ်နှံပါကျွန်တော်ဝင်ငွေထွက်ငွေမမျှလို့မွဲဖူးလို့စေတနာနဲ့ရေးတာပါကျွန်တော်မှမဟုတ်ဘူးငယ်တငယ်ချင်းတယောက်လည်းအဲ့ဒီလိုပဲသူအစဉ်ပြေနေတဲ့ချိန်ပန်ထဲမှာတိန်း1000ကျော်ရှိတယ်သူကကြတော့လောင်းကစားလုပ်တာမြဝတီဘက်ကာစီနိုတွားဆောတာအခုဆိုနေစရာအိမ်တောင်မရှိတော့လို့သူမြအိမ်ကတ်နေရပြီဝင်ငွေထွက်ငွေမချိန်တတ်တဲ့အပြင်လောင်းကစားပါညှိတွားပြီးမဖြတ်နိုင်တော့စင်းရဲတင်းတဲ့လူစင်းထဲပါသွားတော့ပေါ့အိမ်ကကိုအတုံးမချခဲ့ကြောင်းကိုကြရှုံးခဲ့ကြောင်းရေးရတာတိတ်တော့တက်တောင့်တက်တာမရှိလောက်ပေမဲ့ကိုတွေတတိမထားခဲ့လို့မွဲခဲ့ဖူးတယ်လို့ဘယ်သူ့ကိုမှထပ်မဖြစ်စေချင်လို့ဒီစာကိုရေးပေးတာအခုဆိုယူပေါက်တွေပိတ်လိုက်လို့အရင်ထက်ပိုအဆင်ပြေနေပါတယ်စင်းရဲတင်းတဲ့လူကစင်းရဲနေအောင်မှာမလို့ဝင်ငွေနဲ့ထွက်ငွေအမြဲတမ်းချိန်ဆအသုံးပြုနိုင်ကြပါစေ